ဆိုတော့အားလုံးပဲမင်္ဂလာပါတင်းနဲ့ MN channel ကနေပြီးမှကြိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဒါတော့ကျွန်တော်ရဲ့ဒီ TikTok မှာ monetization အောင်ရတဲ့ account လေးပေါ့နော်ဒီ account လေးဖြစ်ပါတယ်ဒီကျွန်တော်ရဲ့ one in all လေးတော့ခေါ်ပါတယ်အခုဒီကျွန်တော်ဒီမှာတင်တာကတော့ကျွန်တော် AI လေးတင်တယ်ပေါ့နော်အခုလိုမျိုးကျွန်တော်လိုမျိုး AI ဗီဒီယိုလေးလုပ်ပြီးမှဝင်ဆိုင်တဲ့တွေအတွက်ဘယ်လိုမျိုး view လေးဖန်တီးရမလဲဘယ်လိုမျိုး ဗီဒီယိုလေးလုပ်ရမလဲဆိုတော့ကျွန်တော်ဒီနေ့နမူနာပုံစံအနေနဲ့ကျွန်တော်ဒီနေ့ပြောပြပေးတော့ဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုကျွန်တော်တို့စလိုက်အောင်ပြကျွန်တော်ဒီလို AM လေးလုပ်မယ်ဆိုရင်ကျွန်တော်ဒီ Gemini နဲ့တော့ရပါတော့ကျွန်တော် Gemini နဲ့မှာကျွန်တော်ဒီမှာကျွန်တော်တခုရေးထားရှိပါတယ်ဒီမှာပါမပြောသေးဘူး80ခေါင်းနဲ့လူပုံစံလေး fan ပြပါနေရာမျိုးကြောင့်တွေကစပွဲခုံပေါ်မှာပုံစံလူကဲဆိုရှိလက်များပါမယ်ကင်မရာကိုကြည့်ပြီးတော့မှစကားပြောနေတဲ့ပုံစံဆိုပြီးကျွန်တော်ပြောလိုက်ပါတယ်ဆိုတော့ဒီမှာတူလို့ပြရဒီလိုပုံစံလေးပေါ့နော်လုံးဝ80ခေါင်းမဲ့ဆိုတော့ဒီပုံလေးကိုကျွန်တော်ဒီမှာ image ကိုစေလိုက်မယ်ပေါ့နော်ပထမဆုံးကိုယ်စဉ်းစားမှာလားကိုယ်ဒီကိုလှုပ်ရှင်တဲ့ပုံစံလေးကိုအရင်ဆုံးစဉ်းစားလိုက်ပါတော့စဉ်းစားပြီးတော့မှဒီမှာရှောက်ပြီးရေးလိုက်ပါကျွန်တော်တို့မရေးလေးရပါတယ်ကိုလူကြီးတဲ့ပုံစံလေးကိုကိုလူကြီးတဲ့ပုံစံအတိုင်းပဲရေးလိုက်ပါကျွန်တော်တို့ဒီလိုမျိုးမရေးနေလည်းရပါတယ်နော်ဒီမှာဘိတ်ဆုံးမှာတော့အနည်းဆုံး960ကြိုက်လို့ရေးထားပါမယ်ဘာလို့ဆိုတော့ကျွန်တော်တို့ TikTok မှာတင်မှာဖြစ်တဲ့အတွက်960 size ကိုပဲကျွန်တော်ယူထားမှာရေးပေးတာမှာဆိုတော့ဒီမှာရေးပြလိုက်တော့သူကဒီမှာကျွန်တော်ဒီလိုပုံစံလေးထုတ်ပေးလိုက်ပါတော့ဆိုတော့မစိုးဘူးကြိုက်တယ်ကျွန်တော်ဒီပုံစံလေးကိုသဘောကျတယ်အဲကျွန်တော်သဘောကျတော့ဒီပုံစံလေးကိုကျွန်တော်ဗီဒီယိုထုတ်မှာဖြစ်တဲ့အတွက်ဒီပုံစံလေးကစကားပြောနေတဲ့ကင်မရာတိုင်တော့လိုပဲတည်ရမှာအဲ့လိုလေးလိုတော့ကျွန်တော်ဒီမှာတစ်ချက်ရေးလိုက်ပါမယ်ဆိုတော့ဒီမှာဆိုတော့ဒီမှာကျွန်တော်ရေးလိုက်တာကဒီပုံအတွက်ကင်မရာတိုင်တော့အန်ဒီယာရေးပေးပါလို့ကျွန်တော်ရေးလိုက်ပါတယ်ဆိုတော့ဒီမှာသူရေးပေးတာကဒီမှာပုံ1အတွက်ဒီမှာပုံ2အတွက်ဒီမှာပုံ3အတွက်ပုံစံ3ပုံစံ3ဆိုတာဒီမှာကျွန်တော်တို့ပြောမယ့်စကားတွေကိုသူကအနည်းဆုံး3မျိုးနဲ့3မျိုးထုတ်ပေးလိုက်ပါတော့ဒီထဲမှာကိုကကျွန်တော်တို့ကြိုက်တဲ့ပုံစံမျိုးယူပြီးတော့ဖြစ်ပါတယ်ဒါပေမဲ့ဒီမှာကြည့်လိုက်တော့ဒီမှာကျွန်တော်ဒီမှာရေးလိုက်တယ်ဒီပုံတွေကင်လာတိုင်းတော့အန်ဒီယာရေးပြီးပါလို့ကျွန်တော်ရေးလိုက်တဲ့အချိန်မှာဒီမှာသူရေးပြီးတဲ့ပုံစံတွေကကျွန်တော်ဒီပရုံကြီးကအရန်ရုပ်ရှိနေဗျာဒီလိုရှိနေတဲ့ပရုံနေဆိုရင်တော့ကျွန်တော်တို့သုံးလို့မရဘူးပေါ့နော်ဒီတအားကြီးရှိနေတော့လုံးဝသုံးလို့မရဘူးဗျာအနည်းဆုံးဒီစာကြောင်းက6ကြောင်း5ကြောင်းလောက်ရှိမှကျွန်တော်သုံးရမှာအဲ့လိုကျွန်တော်ဒီမှာပရုံကိုကျွန်တော်ပြန်ရေးပါမယ်ကျွန်တော်ဟိုတူတူလေးရေးပြီးပါလို့ကျွန်တော်ရေးလိုက်ပါမယ်ပြောစကားပေါ့နော်ဆိုတော့ဒီမှာကျွန်တော်ဒီမှာပြောစကားကိုဒီမှာတော်တော်လေးကျွန်တော်ပြန်ရေးခိုင်းလိုက်ပါပြီဆိုတော့ဒီမှာထွက်လာပါလိမ့်မယ်အဲ့တော့ခဏလောက်စောက်ပေးလိုက်ပါဆိုတော့ဒီမှာထွက်လိုက်တာတော်တော်လေးမိုက်တယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါဒီနေ့မျိုးကြောင့်လည်းကကျွန်တော်မျှဝေပေးမယ်အလန်းစားစီမျိုးဆုံးကြီးဒါကြီးကမကောင်းဘူးပေါ့နော်သူကโอเคကျွန်တော်ဒီမှာတစ်ခုမှားသွားပြီပေါ့နော်ဆိုတော့ဒီပုံစံကြီးကကျွန်တော်အဆင်မပြေဘူးအဲ့တော့ကျွန်တော်လည်း prompt တစ်ခုထည့်ရေးမှာဖြစ်ပါတယ်ဆိုတော့ဒီမှာကျွန်တော်က prompt ပြန်ပြီးမှပြင်ရေးခိုင်းလိုက်တယ်ပေါ့နော်ဒီလိုမျိုးလေးရေးပြန်ပါမှာဒီပုံတွေကကြိုင်ရအောင် idea ရေးပေးပါပြောစကားကိုတော်တော်လေးရေးပေးပါပြန်ငှက်ပြောတိကိုဆိုင်ရင်ဘယ်လိုမျိုးပေါ့နော်ဒီနေရာမှာကျွန်တော်စလုံးပေါင်းမှတ်ပါပါတယ်ဘယ်လိုမျိုးအကျိုးကျေးဇူးလို့ကျွန်တော်ရေးချင်တာပါဒါပေမဲ့သူရေးပေးရတဲ့မှန်ပါတယ်ငှက်ပြောတိကိုဆိုင်ရင်ဘယ်လိုအကျိုးကျေးဇူးရမလဲဆိုတာကိုကျွန်တော်ပြောလိုက်တာပါကျွန်တော်ဒီမှာဘာလို့မမှားနေပါတော့ကျွန်တော်ဒီမှာမှားတယ်ဒါပေမဲ့သူကရေးကျွန်တော်ပို့လိုက်တယ်ပေါ့နော်ဟိုင်းအားလုံးပဲမင်္ဂလာပါတဲ့ကျွန်တော်ကိုကြည့်အောင်နဲ့တင်ရှင်းဖို့ကောင်းနေမလားတဲ့ဒါပေမဲ့ကျွန်တော်ကိုစားပြီးရင်ခဏကိုတော့အိုင်းနေရှင်းပြပါစေတယ်နော်တဲ့နေတိုင်းအမောပြေဘူးတဲ့ကျွန်တော်ကိုစားလို့မပြီးနဲ့နော်ဟီးဒီမှာသူကဟာတာနာပုံစံလေးနဲ့ပါတယ်ဗျာဒီလားအဲ့တော့ဒီမှာကျွန်တော်ဒီ print ကိုကြိုက်တယ်ဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ copy လိုက်ပါမယ်အစောနောက်လာနေကျွန်တော် print ကိုဒီမှာဓာတ်ပုံပေါ့နော်ကျွန်တော် download ထားပါတော့နော်အဲကျွန်တော် share ပြန်ထွက်လိုက်မယ်ဒါကျွန်တော်ဒီမှာ video လုပ်မှာကျွန်တော် video လုပ်ဖို့အတွက်ကကျွန်တော်ဒီမှာ YT Create ဆိုတဲ့ app ကြည့်ပါရဲ့ဒီ app လေးဖြစ်ပါတယ်ဒီ app လေးဒီ app လေးပေါ့နော်ဒီ app လေးကိုကျွန်တော် download မှာဖြစ်ပါတယ်โอเคကျွန်တော်ဒီ YT Create ဆိုတဲ့ app လေးကိုပထမဆုံးအရင်ဆုံးဝင်လာဖြစ်တဲ့အတွက်ကျွန်တော်ဒီ Wi-Fi လေးတစ်ချက်ပိတ်လိုက်ပါပေါ့နော်Wi-Fi လေးပိတ်ယူသွားပြီဆိုရင်တော့ဒီ YT Create ဆိုတဲ့ app ကိုဝင်ရမှာဖြစ်ပါတယ်YT Create app ကိုဝင်မယ်ဆိုရင်ကျွန်တော် Wi-Fi ပိတ်ရမှာမယ်အင်တာနက်တစ်ခုတော့ပိတ်လိုက်ပါတော့ပိတ်မှကျွန်တော်ဒီနေရာမှာဒီကျွန်တော်ရဲ့ image ကျွန်တော်ရဲ့ video ဆိုတဲ့ video ထုတ်ရတဲ့ပုံစံလေးပေါ်လာမှာပေါ့နော်တကယ်လို့ကိုကအင်တာနက်ကြီးဖွင့်ဝင်မယ်ဆိုရင်ဒီလိုမျိုးကျွန်တော်ရဲ့ video ဆိုတာဟာကြီးကမပေါ်ဘူးဖြစ်ပါတယ်ဆိုတော့ဒီမှာကျွန်တော် Wi-Fi လေးပြန်ဖွင့်လိုက်ပါမယ်အဲ့တော့ဒီမှာကျွန်တော်တို့ဒီကျွန်တော်ရဲ့ video တွေဝင်လိုက်မယ်အဲ့ဒါပြီးမှကျွန်တော်တို့ဒီအစောနောက်နာယူထားတဲ့ဒီငှက်ပြောတိပုံလေးကိုကျွန်တော်တို့
ရှာလိုက်မယ်ရှာပြီးတော့မှကျွန်တော်ဆုံးတော့copy တွေကလည်းစာသားလေးကိုကျွန်တော်ပေးချလိုက်ပါမယ်ဒီစာသားလေးပါဆိုတော့ဒီသူဘယ်လိုမျိုးကျွန်တော်ဒီမှာ generate လုပ်ဖို့ပဲကြံတော့ရပေါ့နော်ကျွန်တော် generate လုပ်လိုက်ပါမယ်ခဏလောက်ဆောင်ပေးလိုက်ပါgenerate လုပ်တာလည်းအဲ့လောက်ကြီးမကြောက်ဘူးပေါ့နော်သူကမြင်နေပေါ့နော်ခဏလောက်ဆောင်ပေးလိုက်ပါဗျဆိုတော့ဒီမှာသူကထုတ်ပေးလိုက်ပြီပေါ့နော်ဗီဒီယိုလေးထုတ်ပေးလိုက်ပါပြီတော်တော်လေးကိုမိုက်ပါတယ်ဗျာကျွန်ဒီဆိုဒီမှာကျွန်တော်ရပြီဆိုရင်ကျွန်တော်ဒီမှာသူ့ရဲ့ logo ကြီးပါနေပါတော့ဒီ logo ကြီးကိုကျွန်တော်ဖြောက်မှာဖြစ်ပါတယ်ဖြောက်မှာဆိုတော့ဒီဗီဒီယိုလေးကိုနည်းနည်းလေးဆွဲပြီးတော့မှဆန်လိုက်ပါမယ်နည်းနည်းလေးဆွဲထားโอเคဒီလိုနေရပြီဆိုရင်ကျွန်တော်ဒီ logo လည်းမပါတော့ဘူးကျွန်တော်ဗီဒီယိုလေးရသွားပြီပေါ့နော်ဒီတစ်ချက်ကျွန်တော်ပြန်ဖွင့်ပြပါမယ် Hi အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုကြည့်ရုံနဲ့တင်ချစ်ဖို့ကောင်းနေပြီမလား โอเคဆိုတော့တော်တော်လေးဆင်ပြေပါတယ်ဗျာနော်ဒါတော့ဒီလိုအတိုင်းလေးပဲလုပ်အောင်ဖြစ်ပါတယ်ကိုလိုချင်တဲ့ပုံစံလေးကိုပြောအောင်ဖြစ်ပါတယ်အခုကျွန်တော်ဒီမှာဒီမြအပေါ်လေးထိုးနေတဲ့နေရာလေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးတော့မှကျွန်တော်ဒီမှာ export လုပ်လိုက်ပါမယ်ခဏဆောင်မယ်မော export လုပ်ထားတာလည်းအရင်ကမြင်ရပါတယ်ဆိုတော့ဒီမှာကျွန်တော်ဒီ view လေးပြီးသွားပြီပေါ့နော်โอเคဆိုတော့ဒီနေ့ကျွန်တော်ပြောပြလိုက်တဲ့အကြောင်းအရာတွေကတော့ TikTok ပေါ်မှာဒီ AM video လေးလုပ်ပြီးတော့မှဝင်ရှာခြင်းတဲ့တွေအတွက်ဘယ်လိုမျိုး AM video လေးလုပ်ရမလဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားဖြစ်ပါတယ်ဒါကတော့အကြမ်းဖြစ်ပေါ့နော်ကျွန်တော်အကြမ်းပြောပြီးတော့ဒါပေမဲ့အကြမ်းဖြစ်တော့ကိုယ်တခြားလိုက်လုပ်မယ်ဆိုရင်တော့ကျွန်တော်လိုမျိုးဒီ TikTok မှာဝင်ရှာနေတဲ့သူတွေရောဖြစ်နိုင်မှာဖြစ်ပါတယ်ဆိုတော့ဒီကျွန်တော်ရဲ့ဒီ video လေးကဒါတို့တွေအကူအညီတစ်ခုဖြစ်တယ်ဆိုရင်ကျွန်တော်ဒီဗီဒီယိုလေးကိုsubscribe လုပ်ပြီးတော့မှ comment မှာလည်းတကယ်လို့မသိရလေးရှိရင်ကျွန်တော်ကိုလာပြီးတော့မှcomment မှာမေးခဲ့လို့ရပါတယ်ရေးခဲ့လို့ရပါတယ်ကျွန်တော်လည်းတည်တောက်ပြပြပေးသွားပါမယ်ဆိုတော့ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ဗျအားလုံးကျေးဇူးတင်ပါတယ်